ပလဲပေါ့နော်ဒီပလဲ fertilizer ကနေသူက conversion လုပ်တဲ့ပုံစံဘယ်လိုလုပ်လဲဆိုတာကိုပေါ့နော်ဒီမှာစမ်းမယ်ပေါ့အဲ့တော့ရုံကျွန်တော်ဘာလုပ်မလဲဆိုပါချေအဝယ်ရင်ဝယ်မယ်ပေါ့နော်ဒါပေါ့ဒီမှာကိုဝယ်ရတဲ့ဒါပေါ့ဘန်နာတယောက်ပေါ့ပြီးတော့မှဒါပေါ့နော်ပလဲပေါ့โอเคဒီပလဲကိုဝယ်တယ်ပဲဆိုပါဒါပေါ့ကျွန်တော်ကunit 100ဝယ်လိုက်တယ်ဟုတ်ပြီပြီးတော့ဒါပေါ့တော့ကျွန်တော်1 unit ကို9000နဲ့ပေါ့နော်အမူနာပေါ့အဲ့ဒါပြင်ကျွန်တော် confirm လုပ်လိုက်မယ်receipt လုပ်မယ်ဒါပုံမှန် purchase process တိုင်းပဲเนาะပုံမှန် purchase process တိုင်းပဲကျွန်တော်ရတယ်ပြီးရင်ဒါဘာလုပ်မလဲဆိုတော့ create page ဖွင့်မယ် page လေးထည့်မယ်ဒါဆိုပုံမှန် purchase page ပဲเนาะpayment မလုပ်ရင်ငွေမချေဘူးပေါ့ဒီတိုင်းလေးထားလိုက်မယ်အဲ့တော့အဓိကဒီ plan ကနေမှာကျွန်တော်ကဘာလုပ်ချင်တာလဲခုနက plan အရင်တို့ထားပါတော့အမုံတို့အလက်တို့ပန်းရင်ပန်းလက်ပဲဒီလိုပုံစံသွားကျင်တာပေါ့เนาะအဲ့လိုပုံစံသွားကျင်ကျွန်တော်ဘာသုံးရမလဲဆိုတော့ဒီမှာ manufacturing app ဆိုလည်းရှိရเนาะအဲ့ဒါနဲ့ you ခေါ်လိုက်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တွေကခဏလေးเนาะအဲ့တော့ဒီနေရာမှာဒါပါတော့အမှကျွန်တော် conversion တွေလောက်ရမယ်เนาะ conversion တွေလောက်မယ်ဆိုကျွန်တော်ခေါ်လိုက်မယ်ဒီနေရာမှာထားပါတော့နော်ပလဲပန်းရင်ပန်းလက်အကောင့်ပေါ့ထားပါတော့နော်ကျွန်တော်ကထားပါဒီကောင်ပန်းရင်ထွက်တယ်ပေါ့နော်ကျွန်တော်8တယောက်ထဲမှာပန်းရင်ကထားပါတော့ကျွန်တော်တို့တွေဘယ်လောက်ထွက်လဲဆိုတော့30ထွက်တယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ဘာတွေထွက်ပြီးထွက်အောင်မလဲဆိုဒီဘက် buying product နေရာမှာနော်ပလဲပဲပန်းလက်ထွက်မယ်အကောင့်ထွက်မယ်ခုနလိုအမုံဟုတ်လားပလဲအမုံထွက်မယ်ပေါ့နော်ပလဲအမုံအဲ့တော့ဒီကျွန်တော်တို့တွေကထားပါတော့ဒီကောင်က30ဒါကတော့ကို conversion လောက်တာတကယ်ဒီမှာထွက်လာတဲ့ output unit ကိုထည့်ပေးရမှာပေါ့နော်ဒါပါတော့ဒီကောင်က30ဒါနမူနာတော့နော်ထွက်တဲ့ quantity က30ဒါပါဒီကောင်က10ပဲဆိုပါတယ်နော်10ပဲဆိုတော့ဒီလိုပုံစံထွက်လိုက်သုံးမှာဘာကိုသုံးမှာလဲဆိုတော့သူကပလဲကိုကျွန်တော်တို့ဝယ်ထားတဲ့ပလဲကိုကျွန်တော်တို့တွေကထည့်လိုက်နော်ဒီပလဲကျွန်တော်တို့ဝယ်ထားပလဲဘလောက်ဝယ်တာ100ဝယ်ထားတယ်ဒီ100နဲ့မှာဒီဘက်8တရားကိုကျွန်တော် conversion လုပ်လိုက်တာချိန်လိုက်တာပေါ့နော်ပလဲချင်းက30ထွက်မယ်ဒီဘက် buying product မှာအလက်က30ထားပါတော့အကောင့်က30အမုံက10တဲ့ဒီလိုပုံစံထွက်လိုက်မယ်ဒီလိုထွက်မယ်လို့ပြောလိုက်ရင်ကျွန်တော်ကဘာတစ်ခုလုပ်မယ်ဒီမှာ cost sharing လုပ်ပေးအောင် cost sharing ဘယ်လောက်လုပ်မလဲဒီကောင်ကိုလည်းထားပါဒီကောင်က30ရာခိုင်နှုန်းကြာခံမယ်ပေါ့နော်ဒီကောင်က cost ရဲ့30ရာခိုင်နှုန်းကြာခံမယ်ဒီကောင်က10%ကြာခံမယ်ဒီကောင်ကအဲ့ဆို system auto တည်တယ်ဒီကောင်က30ရာခိုင်နှုန်းပေါ့နော် auto တည်သွားလိမ့်မယ်တည်ပြီဆိုမှအဲ့ကြမှာကျွန်တော် confirm ဆိုတာနှိပ်လိုက်မယ်ပြီးတော့ produce all ဆိုတာနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ inventory မှာဆိုလို့ရှိရင်လည်းအဲ့မှာခုနပလဲဆိုတဲ့ idea မရှိတော့ပဲဗောနော်ဒီပလဲဆိုတဲ့ idea နဲ့မှာကျွန်တော်တို့ဝယ်ထားတဲ့တရားနဲ့မှာတော့ conversion လုပ်ပြီးတော့ခုနပလဲအမှုံလို့ပါတော့အဲ့လိုပုံစံထွက်လာလိမ့်မယ်အဲ့တော့ဒီမှာ valuable product လေးကိုပဲထည့်လိုက်မယ်အဲ့ပါတော့ဒါဒီမှာဆိုတော့ခုနကျွန်တော်ထည့်ဒီမှာ30 10ပေါ့နော်ခုနကျွန်တော်ဝယ်တဲ့သူ့ရဲ့ cost ရာဒီပေါ်မှာ auto လာထမ်းသွားလိမ့်မယ်နော်အဲ့ဒီလိုပုံစံမျိုးနဲ့ conversion လုပ်ပြီးတောင်းအောင်အဲ့ဒါဘယ်လို conversion လုပ်မှာလဲဆိုတော့ manufacturer app ကနေ conversion လုပ်မှာနော်ဒီ to do လေးကိုကျွန်တော်ဖယ်လိုက်မယ်အဲ့တော့ဒီအောက်မှာဒီ component ဆိုတဲ့နေရာမှာကျွန်တော်တို့သုံးမဲ့ဟာပေါ့နော်ထဲမဲ့ဟာပေါ့ raw material ကုန်ကြမ်းပေါ့နော်ဒီအပေါ်ကြံတဲ့ဟာတွေထွက်လာမဲ့နေရာနော်ဒီဘက်ကဒီအပေါ် product ရဲ့ဒီဘက်က buying product ရဲ့ပြန်ပြီး cost sharing လေးမမေးနဲ့ပေါ့နော်ဒီကောင်လေးဒါတွေက store ထွက်လာမဲ့ဟာအဲ့လိုပုံစံနဲ့ conversion လုပ်ပြီးသုံးလို့ရတယ်ပေါ့နော်